ဘာယာနတိပြည်ကိုပြန်ရောက်တော့နန်းတော်ထဲမှာဂျာဗန်တွေပန်းချံတွေနဲ့ရေကန်တစ်ခုတူးပြီးရေသစ်ရေဟောင်းလဲကပျော်ရွှင်စေခဲ့တယ်တဲ့ကလေးတွေဟာရေကန်ထဲမှာပဲအချိန်ကုန်နေတာများတယ်တနေ့တော့ရေကန်ထဲကိုလိတ်တစ်ကောင်ဝင်နေခဲ့တယ်လိတ်ကိုတစ်ခါမှမမြင်ဘူးတော့အရန်ထိတ်လန့်ငိုကြွေးပြီးခမဲတော်စီမှာတော့ပြောကြတာပေါ့မင်းကြီးလဲရဲမက်တွေကိုလိတ်ကိုဖမ်းခိန်ခဲ့တယ်လိတ်ကိုဘလို့အပြစ်ပေးစီရင်ကြမလဲကြံတွေးကြတော့တဲ့ဟင်းချက်မဲထူထောင်းမဲမိခင်မဲအမျိုးမျိုးပြောကြတာပေါ့လိတ်ကတော့ကြောက်လို့ငြိမ်နေခဲ့တယ်ရေကြောက်တက်တဲ့အမတ်တယောက်ကမြည်ရည်တယ်ပြစ်ချစီရင်ကိုပြောတဲ့အခါလိတ်ကြီးကဝမ်းသာသွားတယ်ပြီးတော့လိတ်ကြီးကရက်ဆက်လိတ်ကြတာမြည်ရည်တဲ့တင်မချပါနဲ့တခြားသောအပြစ်သားပေးပါလို့အော်ဟစ်ပြောဆိုတဲ့အမတ်တို့လည်းလိတ်ကြောက်တဲ့အကောင်းဆုံးစီရင်မှုကိုတွေ့ပြီးဆိုပြီးတော့လိတ်ကိုရမုံနာမြစ်ထဲပစ်ချလိုက်တော့တယ်တဲ့ကိုင်